အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကျွန်တော်မဲဆောက်မှာရမ်းတန်ပြီးတော့ရတာလဲရှယ်ကောင်းတယ်ဆိုင်လေးတစ်ဆိုင်ကိုလိုက်ဖို့ပြီးကျင်ပါတယ်မဲဆောက်မှာအထောင်းဆိုင်တွေအများကြီးရှိပေမဲ့ဒီဆိုင်ကတော့ကရင်မအထောင်းဆိုင်လို့လူသိများတဲ့နေရာလေးပါအဆက်ကြိုက်တဲ့ဖူရီအတွက်တော့ဒီနေရာလေးကတကယ်ကိုနှိပ်ဖန်ပုံပါပဲထောင်းနေမကောင်းခိုင်းစားစာစစ်စစ်နဲ့ပြင်ရိုးရာလက်ရလေးတွေရောရှက်နေတဲ့နေရာလေးပါကဲဘာတွေရလဲဈေးနှုန်းကဘယ်လောက်တောင်သက်သာလဲဆိုတာကိုအထဲဝင်ကြည့်လိုက်ရအောင်မိသားစုလိုက်ပဲလာတငယ်ချင်းတွေနဲ့ပဲလာစားသက်သာရှိရပါတယ်ဒီဆိုင်လေးရဲ့ထူးခြားချက်ကဆိုင်လေးကတပည့်ရဲ့အောက်မှာရှိရပါနေ့လည်စာလာစားတဲ့အခါဥဝိုက်တာမျိုးမရှိပဲနဲ့လေးတပြူးပြူးနဲ့ထိုင်လို့တကယ်ကိုကောင်းပါတယ်ကြည့်လိုက်ပါဦးမီနူးတွေကတန်းစီနေတာပဲကွေတီယိုတုံရန်အထောက်မျိုးစုံကပောင်းထမင်းကျော်ပြောရရင်ဘိုက်ဆိုင်တဲ့ချိန်ရောက်လာရင်တော့ဘာမှမနှောင်မတိလောက်အောင်ဆောင်နေလာပါလေဆိုင်လေးကတော့မဲဆောက်ရေကာတာဝင်လန်းရဲ့နှဆောင်ထိုးတင်းနေရှိပါတယ်ကျွန်တော်ကတော့ဒီနေ့အစုံလင်းမှာထားပါတယ်ဆိုင်ရဲ့စကနီချာဖြစ်တဲ့ပင်လယ်စာတင်မော်ရီတောင်ရင်ပဇွန်စိန်တင်မော်ရီတောင်ကွတ်တီယိုနဲ့ပင်လယ်စာကပောင်းတို့ပါဒီဆိုင်ရဲ့ဟင်းခွဲတွေက350ဘတ်ဝန်းကျင်ပဲရှိရပါအခုခေတ်ကုန်စည်နှုန်းနဲ့ဆိုရင်ဒီလောက် quality ကောင်းတာကိုဒီဈေးနဲ့ရဖို့ဆိုတာမဲဆောက်မှာခဲရင်ပါတယ်အနံလေးကနေဘိုက်တောင်တကယ်စားလာပါပြီပထမဆုံး40ဘတ်တန်ပင်လယ်စာတင်မော်ဒီတောင်အစွန်းလေးကလက်ဆက်လိုက်တာဗျာတင်မော်ဒီကလည်းကျွတ်ရွရွလေးနဲ့ရတာကချင်းငဆက်အလုံးစလုံးထိမိနေတာပါပဲဒါကတော့30ဘတ်တန်ကွတီယိုပါအသားဘတ်တွေနဲ့ဝတ်သားလုံးတွေကအပြေပါပဲအရေကချုံဝင်ပြီးတော့ပေးရတဲ့ဈေးနဲ့တကယ့်ကိုတန်တော့ပါတယ်ပင်လယ်စာကဖောင်းကတော့ကဖောင်းနဲ့တင်းတင်းလေးနဲ့တမင်ပူပူလေးရဲဆိုတော့ရှယ်ပဲပေါ့ပဇွန်စိမ့်တောင်းကလည်းညီနဲ့လုံးဝမရှိပါဘူးကျွန်တော်နှစ်ယောက်စားနေတာဘလို့ကုန်းလို့ကုန်မှန်းတော့မသိလိုက်ပါဘူးအထောင်းနေစားလို့ဆက်သွားရင်တော့အစာပိတ်အနေနဲ့15ဘတ်တန်ရေခဲချစ်လေးရှိပါသေးတယ်အထက်မှာဘီစကစ်အုံဒီမြေပဲကြောက်ကြောင်းလေးတွေပါဝင်ပြီးတော့စားလိုက်ရင်ခြေထဲကိုလေးသွားတာပါပဲဒီဆိုင်ကအပြင်ကနေလာစားလို့ရတယ်လို့ဒလီလဲပို့ပေးပါတယ်အလုပ်ကိစ္စကြောင့်အပြင်မထွက်နိုင်ရင်အိမ်ကနေဖုန်းဆက်မှစားလို့လည်းရပါတယ်ဗျာကဲမဲဆောက်ရောက်ရင်တော့ဒီကင်မအထောင်းဆိုင်ကိုလုံးဝလွတ်မသွားစေနဲ့အောင်နော်အရသာရောဈေးနှုန်းရောပတ်ဝန်းကျင်မှာအားလုံးအမှတ်ပြည့်ပေးလို့ရပါတယ်နောက်ထပ်ဘယ်ဆိုင်တွေကိုတောက်ဆောင်မလဲဆိုတာသိချင်ကျွန်တော်ကို follow လုပ်ထားကြပါဦးနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားလုံးပဲတားရတဲ့နေ့လေးဖြစ်ပါစေ